ငါမရှိတော့လဲဘယ်သူဘာဖြစ်မှာမို့လဲငါတော့သွားတဲ့ခံကိုကြမယ်လူတွေရဲ့တော့ကံရဲ့တတလုံးမဟုတ်တာပုံမှန်တော့ပါပဲနေဆွေးတယ်အစမပြေတဲ့တော်မှန်ကိုသေးပါတယ်အိမ်ကခွေးလေးနဲ့အနေနေတာကြားလို့ဖြစ်မယ်ကြောင်မရှိပဲကြောင်လာရှာတဲ့လူတွေနဲ့ဆုံးတွေ့ချိန်တိုင်းလေသူတို့မတွေ့တဲ့အခါကျွန်တော်ပါကြောင်ပြောက်ဖြစ်တယ်